Linux ရဲ့ terminal လေးကိုဖွင့်လိုက်တာနဲ့ပထမအဆုံးတွေ့ရတဲ့ဒီစာသားလေးအကြောင်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပထမတစ်ခုကပါလဲဆိုတော့အခုလက်ရှိပြထားတဲ့အတိုင်းပဲဒီ vbox user h ubuntu ubuntu ပြီးရင် full colon ပြီးရင် type လေးနဲ့ဒေါ်လာ sign လေးနဲ့ပြထားတဲ့ပုံစံမျိုးဖြစ်ပါတယ်သူကဘာပြောရလဲဆိုတော့ဒီ assign လေးရဲ့ဘယ်ချမ်းကဒီလက်ရှိ login ဝင်ထားတဲ့ user ရဲ့နာမည်ပါဒီ assign လေးရဲ့ညာဘက်မှာရှိနေတဲ့ဒီစာသားလေးဒီလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ system ရဲ့ host name ပါဒီဒေါ်လာ sign လေးရဲ့အရှိမရှိနေတဲ့ဒီ type ကြီးလေးကတော့လက်ရှိကျွန်တော်တို့ cursor လေးရောက်နေတဲ့ဒီ working directory current working directory ကိုပြောတာပါဒီနောက်မှာရှိနေတဲ့ဒေါ်လာ sign လေးကတော့သူကဘာကိုပြောရလဲဆိုရင်အခုလက်ရှိ login ဝင်ထားတဲ့ user ရဲ့ privilege ကိုပြောတာဖြစ်ပါတယ်ဒီဒေါ်လာ sign လေးတွေ့နေရတယ်ဆိုရင်လက်ရှိ login ဝင်ထားတဲ့ user ရဲ့ privilege ဒီ normal user level ပဲရှိပါတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဒီနေရာလေးမှာမြင်နေရတဲ့စာသားဒီ root h ubuntu ပြီးရင် home directory type key လေးနဲ့ shift ကိုဖိပြီးတော့နံပါတ်3ကိုနှိပ်တဲ့ချိန်မှာထွက်လာတဲ့ hash key လေးနဲ့ဒီလိုမျိုးမြင်နေရတယ်ဆိုရင်တော့ဒီ assign လေးရဲ့ဘယ်ချမ်းမှာရှိနေတဲ့ user ဒီ root user ဖြစ်ပါတယ်root user ဆိုတာဒီကျွန်တော် Linux system တွေကို install လုပ်တယ်ဆိုလို့ရှိရင် default အနေနဲ့ပါလာတဲ့ super user တစ်ယောက်ဖြစ်ပါတယ်ဒီနေရာဒီ root တစ်ယောက်တည်းပဲရှိပါတယ်ဆိုတော့ခုနကတော့ပြောခဲ့တဲ့ကျွန်တော် super user လို့ခေါ်တဲ့ root user ကကြတော့အမြင့်ဆုံးဒီ privilege ရှိတဲ့လူလို့ပြောလို့ရတယ်သူဒီ system တစ်ခုလုံးမှာရှိနေတဲ့ဘယ် directory တွေဘယ် file တွေမဆိုသူကယူပြီးတော့ကြီးခွင့်ရှိတယ်ပြင်ခွင့်ရှိမယ်ဖြတ်ခွင့်ရှိမယ်စတဲ့အမြင့်ဆုံး privilege ကိုသူကယူထားတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ root user ပါအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကအလုပ်တစ်ခုလုပ်ဖို့အတွက် system ထဲမှာအရေးကြီးတဲ့ changes တစ်ခုခုကိုလုပ်ဖို့အတွက်ကိုကျွန်တော်တို့က root account နဲ့ login ဝင်ပြီးတော့အမြဲတမ်းသုံးနေမယ်ဆိုလို့ရှိရင် risk များပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က sudo ဆိုတာကတော့ကျွန်တော်တို့က super user do ပေါ့နော် super user အနေနဲ့အလုပ်လုပ်မယ်ဆိုတဲ့သဘောကိုပြောတာပါအလွယ်မှတ်မယ်ဆိုရင်တော့ normal user တယောက်ဒီ root user ရဲ့ privilege ကိုယူပြီးတော့ခိတ္တခဏအနေနဲ့သုံးကျင်တဲ့အချိန်ကြရင်သူသုံးကျင်တဲ့ command လေးရဲ့အရှိမ sudo ဆိုတဲ့ command လေးကိုထည့်ပြီးတော့ရိုက်ပြီးဖို့လိုပါတယ်ဒါဆိုရင်ဒီ sudo ဆိုတဲ့ command လေးရဲ့အနောက်မှာပုံမှန်ရိုက်နေကြ command လေးကိုရိုက်လိုက်တာနဲ့ဒီ command ဒီroot user အနေနဲ့ရိုက်တယ်ဆိုပြီးတော့ system ကနားလည်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့က root user အနေနဲ့ပြောင်းပြီးတော့ login ဝင်စရာမလိုတော့ဘူးပေါ့တခုရှိတာကကျွန်တော်တို့ဒီ sudo ဆိုတဲ့ command ကိုအသုံးပြုပြီးရိုက်မယ် normal user ဒီ sudo command ကိုရိုက်ခွင့်ရှိတဲ့အုပ်စုတွေကတော့အဖွဲ့အစည်းတွေကတော့ဖြစ်နေဖို့လိုပါလိမ့်မယ်ဒါကိုတော့ကျွန်တော်တို့ကနောက်ပိုင်းမှာ user တွေ group တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အချိန်ကြာလို့ရှိရင် detail ထပ်ပြီးတော့သိရပါလိမ့်မယ်ဒီ ubuntu မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ installation လုပ်တဲ့အချိန်မှာဆောက်ခဲ့တဲ့ user သည် default အားဖြင့် sudo ဆိုတဲ့ command ကိုခဏယူပြီးတော့ root user အနေနဲ့ရိုက်ခွင့်ရှိတဲ့ user အမျိုးအစားဖြစ်ပါလိမ့်မယ်ဒါဆိုရင်အနည်းချုပ်ပြီးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ terminal မှာ dollar sign လေးတွေ့တယ်ဆိုလို့ရှိရင် normal user အမျိုးအစားဖြစ်မယ် terminal မှာဒီလိုမျိုး hash sign လေးတွေ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအမြင့်ဆုံး super user ဖြစ်တဲ့ root user လို့သတ်မှတ်လို့ရတယ်အဲ့တော့ဒီ video file လေးကတော့ဒီလောက်ပါပဲဒီ video file လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like လုပ်ပေးပြီးတော့နောက်ရက်မှတင်ပေးတဲ့ video လေးတွေကိုလည်းဆက်ပြီးတော့ကြည့်လို့ရအောင် channel လေးကို subscribe လုပ်ထားပေးပါဦး